ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးပြိုင်ဘက်ကြီးနှစ်ဦးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ဟာဥရောပမီကိုစွန့်ခွာခဲ့ကြပေမဲ့သူတို့ရဲ့တောက်ပမှုတွေနဲ့လောမှုမှုတွေကတော့ယနေ့တိုင်းမိမ့်မိန်သွားခြင်းမရှိသေးပါဘူး။အာဂျင်တီးနားဂန်နဝန်ကစားသမားမက်ဆီဟာလက်ရှိမှာ American Major League Soccer ရဲ့ Inter Miami ထဲမှာကစားသမားဘဝနောက်ဆုံးပိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ Okay သူဟာအသင်းကိုရောက်ရှိလာပြီးမကြခင်မှာပဲပထမဆုံးအကြိမ်စုဖလားရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့လို့အမေရိကန်နိုင်ငံမှာဘောလုံးအားကစားပုံမှုရေပန်းစားလာဖို့အတွက်အဓိကတွန်းအားပေးသူဖြစ်လာပါတယ်။မက်ဆီရဲ့ပါးနပ်တဲ့ကစားကွက်ဖန်တီးမှုတွေနဲ့ဂိုးသွင်းစွမ်းရည်တွေလားအသက်အရွယ်ရလာပေမဲ့လည်းကမ္ဘာအဆင့်မှာရှိနေစေဖြစ်ကြောင်းသက်သေပြနေတာပါပဲ။တစ်ဖက်မှာလည်းပေါ်တူဂီကျယ်ဝဲရိုနယ်ဒိုဟာဆော်ဒီပရီးမီးယားလိရဲ့အာနဆာအသင်းမှာဂိုးသွင်းဆက်ကြီးတစ်ခုအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။အသက်40နာနီးကပ်လာပြီဖြစ်ပြီမဲ့ရိုနယ်ဒိုရဲ့မစွတ်မနစ်တဲ့ကြိုးစားအားထုတ်မှုနဲ့ကြံ့ခိုင်မှုဟာတကယ်ကိုအားကျစရာကောင်းနေသေးပါ။သူဟာကမ္ဘာဂိုးအများဆုံးသွင်းယူစံချိန်ကိုဆက်လက်ချိုးဖျက်နေပြီးသူရဲ့ရောက်ရှိလာကြောင်းကြောင့်ဆော်ဒီလိဟာကမ္ဘာတဝန်းကစိတ်ဝင်စားရတဲ့လိတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးဟာဘယ်လွန်ဒေါဆုတွေချန်ပီယံလိဖလားတွေနဲ့အောင်မြင်မှုပေါင်းများစွာကိုအပြိုင်ဆိုင်ရယူခဲ့ကြသူတွေဖြစ်ပါတယ်။မက်ဆီကကမ္ဘာဖလားကိုသိမ်းပိုက်ပြီးသူကသာအကောင်းဆုံးချစ်ချသက်သေပြခဲ့တယ်လို့ရိုနယ်ဒိုကလည်းထိုက်တန်းလိအသီးသီးမှာဂိုးပေါင်းများစွာသွင်းယူပြီးသူ့လက်ထူးခြားတဲ့စိတ်သက်ခိုင်မာမှုကိုပြသခဲ့ပါတယ်။အနစ်အလာထိတ်တိုက်ဆုံမှုတွေနဲပါသွားပေမဲ့သူတို့နှစ်ဦးစလုံးဟာဘောလုံးသမိုင်းမှာပြန်မရနိုင်တော့တဲ့ရွှေရောင်ခေတ်တစ်ခုကိုဖန်တီးပေးခဲ့ကြသူတွေဖြစ်ပါတယ်။ကဲအခုချိန်မှာတော့ပရိသတ်တွေအနေနဲ့ဘသူကပိုတော်တယ်လဲဆိုတဲ့အငင်းပွားမှုတွေထက်သူတို့ရဲ့ကစားသမားဘဝနောက်ဆုံးအချိန်ကိုအရသာခံကြည့်ရှုရင်ဂုဏ်ပြုရမှာပဲဖြစ်ပါတယ်။